နာနဲ့သူရုပ်ရှင်လေးတော့ကြည့်ကြမယ်နော်လိုက်ခေးကြပါဦးလက်မှတ်လေးလည်းဝယ်ထားပါတယ်ရှင်နော်မုတ်ကလေးလည်းဝယ်ထားတယ်ဒီကတော့တနာတို့နားနေခမ်းမှာစောင့်နေရပဲဖြစ်ပါတယ်လူတွေကတော့တိတ်တော့မများဘူးပေါ့နော်ဒါတင်တဲ့ညမခဏညမလေးကဘာလို့နေကြည့်တာပါโอเคဒီကတော့မဟုတ်ဘူးပေါ့နော်တဲ့အခုတော့ရုပ်ရှင်ရုံဘက်ကို2 နာရီကောက်သွားကြည့်မှာပဲဖြစ်ပါတယ်အခုသွားနေရပါရှင့်ထဲတဲ့ကိုသွားတော့မှာမရှင်ရုံထဲကိုရောက်တော့မှာပါရောက်ပါပြီရှင်ရုံထဲကိုကျွန်တော်ဝင်လာပါပြီရှင်ဒီမှာတော့လက်မပြဖို့တော့ကောင်းလေးကလက်မတောင်းနေပါပြီရှင်ကဲပါတနာတို့ရဲ့ထိုင်ရမယ့်နေရာလေးကိုသွားလိုက်ပါမယ်ရှင်တနာတို့ကကြီးအတန်းမှာထိုင်ရမှာဖြစ်ပါတယ်9 ယောက်ဆိုတော့9 ခုပေါ့နော်โอเคပါဒီနေ့ကတော့ရုပ်ရှင်လေးတော့ကြည့်ဖြစ်လိုက်တယ်ပေါ့နော်โอเคတနာတို့ထိုင်ကြပါပြီโอเคမကလေးโอเคမပြခင်လေးတော့တနာနော်လိုက်ပြပါမယ်ဒါတနာရဲ့အမေပါရှင့်အတော်တွေညီမလေးတွေဒါကတော့ရုပ်ရှင်ရောပေါ့နော်အရန်လူနေသေးတယ်တိတ်တော့မရှိဘူးပေါ့နော်မဟာညင်နော်အနီးနာမဟာညင်ခွေရွှေမှာပဲတက်ကြည့်ရပါဒါတော့တနာလေးကိုကြည့်ပြီးပါပြီပြန်တော့မှာပဲရှင်အိမ်ပြန်တော့မှာပါတတာ